မင်္ဂလာပါခင်ဗျာတာယူကိုမတချင်ဟောင်းတဲ့ပုဂ္ဂိုလ်ပြန်လည်ပြီးဆိုပေးပါရစေတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ခြေစကားလေးတွေတော်တော်ပြောကပြောရဲရွှင်ပြကျင်းတို့ခကြတာတွေရဲ့မိနိုင်ပါလားခွဲမေးပြလို့မရပါလားခွဲခုလူမိုးကလေးညို့မှာချစ်တဲ့သူပိုသတိရတယ်ကျင်းနာဆုံးပြမမြင်တာကြလို့ပြီးထင်တယ်တကဘာမချသေးပါဘူးခွဲမတွေ့တာနေစိမ့်ရပါတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ခြေစကားလေးတွေတော်တော်ပြောကမျိုးရဲရွှေပြကျင်းတို့ခကြတာတွေရဲ့မိနိုင်ပါလားခွဲမေးပြလို့မရပါလားခွဲခုလိုငိုးကလေးညို့မှာချစ်တဲ့သူကိုပိုသတိရတယ်ကျင်းနာဆုံးရဲ့မမြင်တာကြလို့ပြီးထင်တယ်တကဘာမချသေးပါဘူးကွယ်မတွေ့တာနေစိမ့်လာပါမူလာပစ္စာရဲ့လို့အခုများပြမရှာချင်ပါကွယ်တန်ရောစေဆိုတာမျိုးဟာလေကွယ်ဖြတ်နိုင်သူအေးချမ်းလေကိုကြီးမလွယ်တဲမှာခိုင်လို့သပါတယ်မူသားသစ္စာရဲ့လို့အခုများပြမရှာချင်ပါကွယ်တန်ရောစေဆိုတာမျိုးဟာလေကွယ်ဖြတ်နိုင်သူအေးချမ်းလေကိုကြီးမလွယ်တဲမှာခိုင်လို့သပါတယ်လူကံတော်အရေးသွားပမာအရေးကိုတတိယခြင်းနဲ့မမောတာချီဝေလေလေတကဘာမချသေးပါဘူးဝဲမတွေ့တာနေစေ